မင်္ဂလာပါရှင်ဆူလတကုလူဓာယီတုံမှာမြတ်စွာဘုရားကတကုလူဓာယီရတိအားဟောကြားထားသောတရားတော်ဖြစ်ပါတယ်ရှင်တကယ်ပဲဤတုတ်တော်ဟာမိမိရဲ့စိတ်ကိုချမ်းသာခြင်းအမှန်ရရှိစေမှာဖြစ်ပါတယ်ရှင်မြတ်စွာဘုရားမှဥဒာယီအားဥဒာယီချမ်းသာသောဘဝသို့ရောက်ရန်အထောက်အထားခိုင်လုံသောအကျင့်သည်အဘယ်နည်းဟုမေးတော်မူသည်အရှင်ဘုရားဤလောက၌အချို့သူသည်တစ်အသက်သက်ချင်းမှရှောင်ခြင်းချင်းနှစ်မပေးသည်ကိုယူခြင်းမှရှောင်ခြင်းချင်းသုံးကာမဂုဏ်တို့မှမှားယွင်းစွာကျင့်ခြင်းမှရှောင်ခြင်းချင်းလေးမဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ခြင်းချင်းငါကျင့်တစ်မျိုးမျိုးကိုအမြဲကျင့်ခြင်းဟုသောဤငါးပါးသောအကျင့်သီလသည်ချမ်းသာသောဘဝသို့ရောက်ရန်အထောက်အထားခိုင်လုံသောအကျင့်ဖြစ်ပါသည်ဟုလျှောက်သည်ထိုအခါမြတ်စွာဘုရားမှဥရာယီထိုငါးပါးသီလတို့ကိုစောင့်တည်၍ကျင့်ခြင်းဖြင့်အမှန်စင်စစ်ချမ်းသာသောဘဝကိုရရှိရန်မဖြစ်နိုင်ပါငါးပါးသီလကိုဖြည့်ကျင့်ခြင်းသည်ချမ်းသာဆင်းရဲတွဲလျက်သာရှိနေမည်ဥရာယီပထမဇန်ဒုတိယဇန်တတိယဇန်စရုထဇန်အကျင့်တို့သည်ချမ်းသာသောဘဝကိုရရန်ခိုင်လုံသောအကျင့်များဟုဆိုနိုင်သည်ဥရာယီအမှန်တွင်ယဟန်တို့သည်ထိုဇန်ချမ်းသာများထက်ပင်ပုံမူချမ်းသာသောပုံမူမွန်မြတ်သောတရားများကိုရယူလို၍ငါထံ၌တစ္ဆာလေးပါးမဂ္ဂင်၈ပါးတရားအကျင့်ကိုကျင့်နေကြခြင်းဖြစ်သည်ထိုယဟန်တို့သည်ဤတရားဥပါဒံကဆင်းရဲဟုဟုတ်တိုင်းမှန်စွာသိသည်ဤတရားတဏှာကဆင်းရဲဖြစ်ကြောင်းဟုဟုတ်တိုင်းမှန်စွာသိသည်ဤတရားတဏှာချုပ်ခြင်းကဆင်းရဲချုပ်ငြိမ်းရာနိဗ္ဗာန်ဟုဟုတ်တိုင်းမှန်စွာသိသည်ဤတရားမဂ္ဂင်၈ပါးကဆင်းရဲချုပ်ငြိမ်းရာနိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဟုဟုတ်တိုင်းမှန်စွာသိသည်ဤကဲ့သို့တစ္ဆာလေးပါးမဂ္ဂင်၈ပါးတရားကိုဟုတ်မှန်စွာသိပြီးသောကျင့်ပြီးသောသူသည်မြတ်သောအကျင့်မဲ့ကိစ္စကိုပြုပြီးသူဖြစ်သည်ယဟန်အလုတ်ကိုတာဝန်ကျေပြီးသူဖြစ်သည်မြတ်သောအကျင့်မဲ့ကိစ္စအတွက်အခြားပြုဝယ်ကိစ္စမရှိတော့သူဖြစ်သည်ဤကဲ့သို့သောတစ္ဆာလေးပါးတရားကိုသိမြင်အောင်ကြည်ကြံအထုတ်သူသည်ချမ်းသာသောဇန်တရားများအလုံးထက်ပိုမိုမွန်မြတ်သောပိုမိုချမ်းသာသောနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်သောအကျင့်တရားဖြစ်သည်ဟုမိန့်တော်မူသည်